မင်္ဂလာပါဒီနေ့မှာတော့ကျမတို့ e-sports လောကတစ်ခုလုံးကိုတုံ့လှုပ်သွားစေခဲ့တဲ့ပြီးခဲ့တဲ့ဒီဇင်ဘာ15ရက်နေ့ကပြီးဆုံးသွားတဲ့33ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးမှာဖြစ်ပျက်ခဲ့တဲ့အကြီးမားဆုံးဟိုးလေးတကြော်သတင်းတစ်ပုဒ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ထိုင်းနိုင်ငံရဲ့ ROV အမျိုးသမီးလက်ရွေးစင်ကစားသမားတူ SEA Games Final ပွဲစဉ်မှာချိလေလေကစားခဲ့တဲ့ဆိုရင်ကိစ္စရပ်ပဲဖြစ်ပါတယ်ဒီကိစ္စကတာမန်ချိတာမှုမဟုတ်ပဲနိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးမှာထစ်သွားခဲ့တာမို့လို့တမိုင်းမှာအစိုးရဆုံးအမဲဆက်တစ်ခုဖြစ်လာခဲ့ပါပြီ။ဘာတွေဆက်ဖြစ်ခဲ့တယ်လဲအဆုံးထိကြည့်လိုက်ရအောင်။ဇလန်းစာတာကတော့ထိုင်းနိုင်ငံနဲ့ VNN နိုင်ငံတို့ရှင်ပြိုင်ကစားခဲ့တဲ့ ROV အမျိုးသမီး Final ပွဲစဉ်မှာဒီပွဲမှာထိုင်းအသင်းက VNN ကိုဝတ်3ဆိုတဲ့ရလဒ်နဲ့6ပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့ပွဲအပြီးမှာရှုံးနိမ့်မှုထက်ပိုဆိုးတဲ့ကိစ္စရပ်တွေပေါ်ပေါက်လာခဲ့ပါတယ်။အဓိကဇက်ဆောင်ကတော့ထိုင်းအသင်းရဲ့ကစားသမားနဖတ်ဝါရာစင် in-game name အောက်ထိတိုကျိုဂေါလို့လူသိများတဲ့ကစားသမားပဲဖြစ်ပါတယ်။သူမဟာပြိုင်ပွဲရှင်ပြိုင်နေစဉ်မှာမတမတဲ့နီးလန်းတွေတုံးခဲ့တယ်ဆိုပြီးစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။သူမဘလူချိခဲ့တယ်လို့ဆိုတာစိတ်ဝင်စားစရာပါ။စစ်ဆေးပေးရှိချက်တွေအရသူမဟာပြိုင်ပွဲကစားနေတဲ့ဖုန်းသို့မဟုတ် device မှာ third party software တရားမဝင်ပြင်ပ software ကို run ထားခဲ့လေလို့ဆိုပါတယ်။ကျွမ်းကျင်သူတွေရဲ့တန်တရားရှိချက်အရဒါဟာ Team Viewer လိုမျိုး screen sharing software တစ်ခုခုဖြစ်နိုင်ပြီးပြိုင်ပွဲကစားနေချိန်မှာအပြင်လူတစ်ယောက်ကသူမရဲ့ screen ကိုလှမ်းကြည့်ပြီး coach လုပ်တာဒါမှမဟုတ် map hack လိုမျိုးအကူအညီပေးတာမျိုးလှုပ်ဆောင်ခဲ့တယ်လို့ယူဆရပါတယ်။ e-sports မှာဒါဟာလုံးဝခွင့်မလွှတ်နိုင်တဲ့ဖြစ်မှုပါပဲ။ဒါတင်မကသေးပါဘူး။ပြိုင်ပွဲ live လွှင့်နေတဲ့အချိန်မှာပဲကင်မရာကိုကြည့်ပြီးလက်ကလေးထောင်ပြခဲ့တဲ့သူမရဲ့ရိုင်းဆိုင်တဲ့အပြုအမူကလည်းပရိသတ်တွေကိုဒေါသအကြီးကျယ်ထွက်စေခဲ့ပါတယ်။နိုင်ငံကိုစားကစားသမားကယောက်အနေနဲ့လုံးဝမရှိသင့်တဲ့ sportsmanship အားကစားစိတ်ဓာတ်ကင်းတဲ့မှုပါပဲ။တက်တဲ့အထောက်ထားတဲ့ခိုင်လုံပြီးတဲ့နောက်မှာတော့သူမအတွက်ပေးဆက်လိုက်ရတဲ့တန်ကြေးကအရန်ကြီးမားသွားပါပြီ။ပထမဆုံးအနေနဲ့ SEA Games ပြိုင်ပွဲကျင်းပရေးကော်မတီကသူမကိုပြိုင်ပွဲကနေချက်ချင်း disqualify လုပ်လိုက်ပါတယ်။ဒီကိစ္စရဲ့ကြရက်ကြောင့် Thai ROV အမျိုးသမီးအသင်းတသင်းလုံးဟာ SEA Games ပြိုင်ပွဲကနေဝမ်းနယ်စွာနဲ့နှုတ်ထွက်ပေးခဲ့ရပါတယ်။ကိုကြောင့်တသင်းလုံးဒုက္ခရောက်သွားရတဲ့အခြေအနေပါ။ဒါပေမဲ့ဒီထက်ဆိုးတာလာပါတော့မယ်။သူမရဲ့မူရင်းကလောက်အသင်းဖြစ်တဲ့ Talon Esports ကလည်းစာချုပ်ကိုချက်ချင်းဖျက်သိမ်းလိုက်သလို Game Publisher ဖြစ်တဲ့ Garena ကိုရိုင်းကသူမကိုပြိုင်ပွဲအားလုံးပြိုင်ရှင်ခွင့် Lifetime Ban တစ်သက်လုံးပိတ်ပင်လိုက်ပါတယ်။ဆိုလိုတာကသူမရဲ့ Pro Player ဘဝဟာဒီနေရာမှာတင်ပြီးဆုံးသွားပြီလို့ပြောလို့ရပါတယ်။ဒီလောက်ကြီးမားတဲ့ပြည်တန်းတွေချမှတ်ခံရပြီးတဲ့နောက်မှာတော့တိုကျိုဂေါဘက်ကပါပြောလဲဆိုတော့သူမဟာဒီကိစ္စတွေကိုငြင်းဆိုထားသေးတယ်လို့ဆိုပါတယ်။သူမဟာလက်ရှိဒီကိစ္စတွေကြောင့်စိတ်ဖိစီးမှုတွေအကြီးအကျယ်ခံစားနေရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။သူမဘက်ကဘလို့ပဲညင်းနီးပညာပိုင်းဆိုင်ရာစစ်ဆေးချက်တွေနဲ့သက်သေတွေကတော့သူမချိခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ဒါဟာနိုင်ကျင်စိတ်လွန်ခဲ့ပြီးမတမတဲ့လမ်းကိုလိုက်မိတဲ့အတွက်ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းတစ်ခုလုံးပျက်စီးသွားရတဲ့သင်ခန်းစာပါပဲ။ SEA Games လို့နိုင်ငံတကာပိုင်တဲ့ပွဲမှာဒီလိုလောက်ရက်မျိုးကလုံးဝလက်မခံတဲ့ကိစ္စဆိုတာအားလုံးလက်ခံကြမယ်လို့ထင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ။သူမကို lifetime ban လိုက်တာကပြစ်ဒဏ်ပြင်းထန်လွန်းတယ်လို့ထင်လား။ဒါမှမဟုတ်ထိတ်တန့်တယ်လို့မြင်လား။ comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။